လူတယောက်ကိုသူ့အိမ်ထိလိုက်လံပြီးပြင်းပြင်းထန်ထန်တိုက်ခိုက်ဖို့အထိဒီမျက်နှာဖုံးတဲ့လူသက်သမားဟာဘာကြောင့်စိတ်ထိန်ချုံမှုဆုံးရှုံးသွားခဲ့တာလဲအမှန်တော့အရာအားလုံးဟာမိနစ်အနည်းငယ်အစောပိုင်းကဖြစ်ရပ်တစ်ခုကနေစတင်ခဲ့တာပါတစုံတစ်ယောက်ဟာမျက်နှာဖုံးတဲ့လူသက်သမားအဖြစ်ဟန်ဆောင်ခဲ့ပြီးသူ့အချစ်ဆုံးလူတယောက်ကိုရက်ရက်ဆက်ဆက်တက်ဖြတ်သွားခဲ့ပါတယ်အဲ့ဒီဖြစ်ရပ်ကြောင့်ပဲလူတယောက်ဟာမျက်နှာဖုံးတဲ့လူသက်သမားရဲ့နောက်ထပ်ပြစ်မှတ်ဖြစ်လာခဲ့ပါတော့တယ်ဒါပေမဲ့အန်ရယ်ဟာအဲ့ဒီမှာတင်မပြီးဆုံးသေးပါဘူးမကြခင်မှာပဲမျက်နှာဖုံးတဲ့လူသက်သမားရဲ့ပြစ်မှတ်ဟာအဲ့ဒီလူရဲ့ချစ်သူမိန်းကလေးစီကိုပြောင်းလဲသွားခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူအမားတစ်ခုကျူးလွန်မိခဲ့ပါတယ်မိန်းကလေးဟာအခွင့်အရေးကိုလက်မလွတ်ပဲအသက်ရှင်လွတ်မြောက်ဖို့အတွက်အားကုန်ပြေးလွှားခဲ့ပါတယ်သူမဟာအနီးနားမှာရှိတဲ့စတိုးဆိုင်တစ်ဆိုင်ကိုအလောတကြီးဝင်ပြေးသွားပြီးကျေးဇူးပြုပြီးရဲကိုခေါ်ပေးကြပါလို့အကူအညီတောင်းခံခဲ့ပါတယ်ဒါပေမဲ့ဖြစ်ပျက်ခဲ့တာတွေကိုရှင်းပြဖို့တောင်မပြီးဆုံးသေးခင်မှာပဲကြောက်မက်ဖွယ်မျက်နှာဖုံးကိုတက်ဆင်ထားတဲ့လူသက်သမားဟာဆိုင်ရှိကိုရောက်ရှိလာခဲ့ပါပြီဆိုင်ထဲကအမျိုးသားတစ်ယောက်ဟာတတိရှိရှိရှေ့တိုးပြီးသူ့ကိုတားဆီးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့သူဟာပြန်လည်ခုခံဖို့တောင်အချိန်မရခဲ့ပါဘူးအခြေအနေတွေဟာတစ်စက္ကန့်ထက်တစ်စက္ကန့်ပိုမိုဆိုးရွားလာချိန်မှာတော့ဆိုင်ပိုင်ရှင်ကရှော့ကန်တစ်လက်ကိုထုတ်ယူလိုက်ပါတယ်ဒီတစ်ချက်ကအားလုံးကိုကယ်တင်နိုင်မယ်လို့ထင်ရပေမဲ့အန်ရယ်ကိုအလျင်မြန်တတိပြုမိသွားတဲ့မျက်နှာဖုံးတဲ့လူသက်သမားဟာကြည်စံကိုချက်ချင်းရှောင်တိန်နိုင်ခဲ့ပါတယ်အဲ့ဒီအခွင့်အရေးကိုအသုံးချပြီးဆိုင်ပိုင်ရှင်ကမိန်းကလေးနှစ်ယောက်ကိုပြေးကြတော့လို့အော်ဟစ်ပြောဆိုလိုက်ပါတယ်ဒါပေမဲ့သူတို့အရှိတကားစီကိုပြေးသွားချိန်မှာတော့တကားဟာတော့ခတ်ထားပြီးသားဖြစ်နေခဲ့ပါတယ်အဲ့ဒီဆုံးဖြတ်ချက်ကပဲမျက်နှာဖုံးတဲ့လူသက်သမားအတွက်ပြီးပြည့်စုံတဲ့အခွင့်အရေးတစ်ခုဖြစ်သွားခဲ့ပါတယ်သူဟာတွန့်ဆုတ်မနေတော့ပဲလက်ထဲကလက်နဲ့ရဲ့ခလုတ်ကိုချက်ချင်းဆွဲချလိုက်ပါတယ်သူတို့ရှေ့မှာဖြစ်ပျက်သွားတဲ့မြင်ကွင်းဟာမိန်းကလေးနှစ်ယောက်ကိုအလွန်မင်းထိတ်လန့်တုန်လှုပ်သွားစေခဲ့ပါတယ်သူတို့နှစ်ယောက်လုံးတီးထားတာတစ်ခုတည်းရှိပါတယ်ဒီညကိုသူတို့အသက်ရှင်ပြီးကြော်ဖြတ်နိုင်ဖို့အခွင့်အရေးဟာအလွန်နှေးပါနေပါပြီနောက်ဆုံးမျှော်လင့်ချက်အဖြစ်မိန်းကလေးတစ်ယောက်ဟာအနီးနားကပလင်းတစ်လုံးကိုကောက်ယူပြီးတမင်တကာပစ်ချလိုက်ပါတယ်ကွဲကြေတန်ဟာဆိုင်တစ်ခုလုံးကိုပဲ့တင်ထက်သွားစေခဲ့ပြီးကံကောင်းစွာနဲ့ပဲမျက်နှာဖုံးတဲ့လူသက်သမားရဲ့အာယုံဟာသူတို့စီကနေခဏတာလွဲချော်သွားခဲ့ပါတယ်အဲ့ဒီအခွင့်အရေးကိုအမိအယအသုံးချပြီးမိန်းကလေးနှစ်ယောက်ဟာမြေပြင်ပေါ်မှာတရွေ့ရွေ့နဲ့ထွက်ပေါက်ရှိရာစီကိုတွားသွားခဲ့ကြပါတယ်ဒါပေမဲ့ကျမ်းပြင်ပေါ်မှာပြန့်ကျဲနေတဲ့မှန်ဆက်ပိုင်းစာတွေကတော့သူတို့ကိုတစ္ဆာဖောက်သွားခဲ့ပါတယ်မှန်ဆက်တွေကွဲကြေတန်ဟာသူတို့ရဲ့တီနေရာကိုချက်ချင်းဖော်ထုတ်ပေးလိုက်ပါတော့တယ်တစုံတစ်ခုမမှန်တော့ဘူးဆိုတာကိုသတိထားမိသွားတဲ့မျက်နှာဖုံးတဲ့လူသက်သမားဟာသူတို့ရှိရာစီကိုတဖြည်းဖြည်းချင်းကပ်လာခဲ့ပါတယ်အသက်ရှင်ဖို့နောက်ဆုံးစူးစမ်းမှုအဖြစ်မိန်းကလေးတစ်ယောက်ဟာအနီးနားမှာရှိတဲ့စင်တစ်ခုကိုအားကုန်နဲ့တွန်းလဲချလိုက်ပါတယ်ပစ္စည်းတွေပြိုကျတန်မှန်ကွဲတန်တွေနဲ့အတူစတိုးဆိုင်တစ်ခုလုံးဟာအရှုပ်ထွေးတွေကြားနစ်မြုပ်သွားခဲ့ပါတယ်အဲ့ဒီအရှုပ်ထွေးကိုအကာအကွယ်ဖြစ်အသုံးချပြီးသူတို့နှစ်ယောက်ဟာအသက်ရှင်လွတ်မြောက်နိုင်မဲ့ထွက်ပေါက်တစ်ခုကိုအသေးအတန်ရှာဖွေနေကြပါတော့တယ်